when will I don't take go a me photo. Mondoni Bio. I'm One really eye told looks the inward. One eye looks outward. the use of the video of Sony Gito down to Chimay. Daro to me, Madu Bio, MCV, MCV, even a mobile. Mondo Gainia and video when told her even if you buy. Some of those are Kano Yama solution, the even for any other name, even name be Lucy, Alma, the Poma Ostai, Alma, Pausley, she, I Pausley, name. ဒါတော့ event တွေပေါ့နော်အဲ့နှိပ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ကရှာလိုက်မယ်ဒါအင်္ဂလိပ်လို့ဆိုတော့ All Star Creation Content ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်အဲ့မှာဆိုလို့ရှိရင်သူကရုပ်ပုံပေါင်းလေးတစ်ခုပြထားတယ်အဲ့ဒါလေးကို video တစ်ပုတ်တင်ရမယ်ပထမဆုံးကျွန်တော်တို့က gas ဆိုတဲ့နေရာကိုနှိပ်လိုက်မယ်ဒီမှာဒီဘောင်လေးရဲ့အောက်နားမှာ gas ဆိုတာရှိတယ်ဒီဘက် test reward တွေရဲ့အောက်နားမှာအဲ့ gas ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော် browser တစ်ခုလေးကိုရောက်မယ်ကျွန်တော်တို့ account မှာ Sonnet ဆိုတဲ့ account နဲ့ဒီမှာချိန်ထားတာဖြစ်တယ် Sonnet log ဆိုတာပထမဆုံးကျွန်တော်တို့ကဘာမှမချိန်ရသေးတဲ့အတွက် submit လုပ်မယ် submission လုပ်မယ် submit လုပ်မယ်ဆိုလို့ရှိရင်ဒီမှာ content creation သူက content creation လုပ်တဲ့link ထည့်တာဒီကိုတင်လိုက်တဲ့ video link ကိုဒီမှာချပေးရမယ် YouTube မှာတင်နေဆိုလို့ရှိရင် YouTube TikTok မှာတင်နေဆိုရင် TikTok ပြီးသွားလို့ရှိရင် language ဘာညာနှိပ်မယ်ဆိုလို့ရှိရင်မြန်မာကျွန်တော်မြန်မာကိုနှိပ်ပြီးတော့ submit လုပ်မယ်ဆိုလို့ရှိရင်အချိန်တစ်ခုစောင့်ရမယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ All Star ဘောင်လေးကိုရမှာဖြစ်တယ်ဒီ All Star ဘောင်လေးတွေမဟုတ်ဘဲနဲ့တခြား reward တွေလည်းရှိသေးတယ်ကိုက video တွေကိုပုံမှန်တင်ပြီးတော့view တွေများမယ်ဆိုလို့ရှိရင် top 1 top 3အဲ့လိုမျိုးရမယ်ဆိုရင်ကျွန်တော်ဒေါ်လာတွေအများကြီးရမှာဖြစ်တယ်ဘယ်လိုရမလဲဆိုရင်ပထမဆုံးကျွန်တော်တို့က TikTok ကိုကြည့်လိုက်မယ် TikTok မှာtop 1ရမယ်ဆိုလို့ရှိရင်ဒေါ်လာ1200အပြင်သူကဒေါ်လာ300ဒေါ်လာအစုစုပေါင်းဒေါ်လာ1500ပေးမှာဖြစ်တယ်နောက်ထပ် top 2ရမယ်ဆိုလို့ရှိရင်ဒေါ်လာ1200ရမှာဖြစ်တယ်ဒေါ်လာ1000သူ့ရဲ့ reward နဲ့နောက်ထပ်အပူထပ်ဆောင်200ထပ်ရမှာဖြစ်တယ် top 3မှာဆိုလို့ရှိရင်ဒေါ်လာ800နဲ့ဒေါ်လာ100ရမှာဒီအောက်ကဒေါ်လာတွေအယောက်100 200အထိသူကပြီးမှဖြစ်တယ်အယောက်200အတွင်းဆိုလို့ရှိရင်သူက diamond 1200အပလက်300ဆိုတော့ diamond စုစုပေါင်း1500ရမှာဖြစ်တယ်ဒါက TikTok မှာတင်တဲ့လူတွေအတွက်ဖြစ်တယ် YouTube အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်မယ် YouTube မှာဆိုလို့ရှိရင်သူကစောစောက reward တွေအတိုင်းပဲဒါပေမဲ့ YouTube မှာကသူပေါက်တဲ့လူနေတာဖြစ်တဲ့အတွက်ကြောင့်မလို့သူက100အထိပဲထားပေးတယ်ပထမဆုံး shot 1ကတော့သူကနံပါတ်1ရမယ်လူကဒေါ်လာ1200ရမယ်နံပါတ်2ကဒေါ်လာ900နံပါတ်3ကဒေါ်လာ900ရမယ်အဲ့ဒါတွေအပြင်အောက်မှာ reward တွေအများကြီးရှိသေးတယ်ဒါက YouTube မှာကို video တင်ပြီးတော့ဒီ video link ကိုစောစော submission လုပ်ပြီးတော့ကျွန်တော်ပြတဲ့ဒီ submit ဆိုတာလေးကိုနှိပ်ပြီးတော့ဒီမှာလာပြီးတော့ထည့်ပြီးတော့ကျွန်တော်တို့ကသူ့ရဲ့ဒီပြိုင်ဆိုင်မှုထဲမှာဝင်လိုက်မယ်ဆိုလို့ရှိရင်ဒီ content တင်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဒီဒေါ်လာတွေရမှာ diamond တွေရမှာဖြစ်တယ်နောက်တစ်ခုက Facebook မှာလည်းတင်လို့ရတယ် Facebook မှာတင်မယ်ဆိုရင်တော့သူက YouTube နဲ့အတူတူပဲreward တွေရမှာဖြစ်တယ်သူက diamond ကပိုများသွားတယ်ဒီကောင် TikTok မှာဆိုလို့ရှိရင် diamond က1200အထိပဲဒီ YouTube နဲ့ Facebook မှာဆိုလို့ရှိရင် diamond 2000 3000 4000ဆိုပြီးတော့အများကြီးရှိတယ်2000 plus 900ဆိုတော့ diamond စုစုပေါင်း2500ရမှာ51ကနေပြီးတော့လူအယောက်100ဆိုတော့စုစုပေါင်းလူအယောက်ဟိုပါပေါ့51 52ဆိုတော့လူအယောက်50ရမှာဖြစ်တယ်31ကနေ50လူအယောက်20 diamond 3000ရမှာဖြစ်တယ်နောက်ထပ်ဘာတွေထည့်ရမလဲဆိုလို့ရှိရင် how to get more diamond reward ဆိုရင်ကျွန်တော်တို့က referral ခေါ်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ link ကနေပြီးတော့တခြားတစ်ယောက်ကဒီ link ကိုဝင်လိုက်မယ်ဆိုလို့ရှိရင်လူတစ်ယောက်ဝင်တာနဲ့ diamond 80ရမယ်နှစ်ယောက်ကနေ3ယောက်ဝင်ပေးမယ်ဆိုတာနဲ့ဒီ event လေးကို join မယ်ဆိုတာနဲ့ကျွန်တော်တို့က diamond 150ရမှာဖြစ်တယ်ဒါအပြင်ကျွန်တော်တို့ကလူ4ယောက်ကနေ6ယောက်ဝင်မယ် diamond 250ဒါတွေကတော့ diamond မရှိတဲ့ညီကိုအတွက်ပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်သူကစုစုပေါင်းဒါတွေမဟုတ်သေးဘဲနဲ့ကိုယ့်ဗီဒီယိုကပေါက်တည်ဖြစ်စီမပေါက်တည်ဖြစ်စီ view တွေရတာနဲ့ကျွန်တော်တို့က diamond တွေအောက်မှာရနိုင်တဲ့အခွင့်အရေးတွေလည်းရှိနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်ဒီမှာကြည့်ပါ TikTok ကနေတင်လို့ view 9000ရမယ်ဆိုလို့ရှိရင်ဒီ diamond ဆိုတာပြထားတဲ့ဘယ်လောက်လဲဆိုတော့ diamond 80ရမှာဒီပုံဘန်းလေးရဆိုလို့ရှိရင် diamond 150 view 1000ဝဲရမယ်ဆိုလို့ရှိရင် diamond 150ရမှာဖြစ်တယ်။ဒီ content တစ်ခုဖန်တီးပြီးတော့ကျွန်တော်တို့ကတင်လိုက်မယ်ဆိုလို့ရှိရင် view 3000ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က view 3000ရမယ်ဆိုလို့ရှိရင်ဒီ diamond 250ရမှာဖြစ်တယ်ဒီလိုပဲ view တွေပုံများလေ diamond တွေအများကြီးရတယ်ဖြစ်တယ်ဒါက YouTube TikTok အတွက် YouTube အတွက်လည်းဒီလိုပဲ total view တွေသူကနည်းပေးထားတယ် total view နည်းပဲ YouTube ကတော့နည်းပေးထားတယ်ကြည့်တယ်လူနည်းတော့ Facebook မှာလည်းဒီလိုပဲ Instagram မှာလည်းဒီလိုပဲ okay ဒါကတော့ဒီမှာ Fat Winner Prize ဒါက outstanding one reward ဆိုတာကဒါပို့ပြီးတော့ထူးချွန်တဲ့လူတွေအတွက်ဖြစ်တယ်ရှက်ဝမ်းရမယ့်လူတွေကစောစောကပြောတဲ့ဒေါ်လာတွေ diamond တွေအပြင် first runner ရမယ်ဆိုလို့ရှိရင်ပထမဆုံး winner ဖြစ်သွားမယ်ဆိုလို့ရှိရင် diamond 9000ထပ်ရမှာtop 2ကတော့ diamond first winner တက် winner က3 winner တက် winner က3000ရပြီးတော့ fit winner က diamond 1500ရမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ event လေးကိုတွားချိုင်းဖို့ကျွန်တော်အကြံပြုချင်ပါတယ် submit now ဆိုတာကိုနှိပ်ပြီးတော့ဒီ event လေးကိုတွားချိုင်းဖို့အကုန်လုံးအကြံပြုပါစေအားလုံးကျေးဇူးတင်ပါတယ် bye bye နောက်ထပ်သေးစိတ်တွေသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်လာမေးလို့ရပါတယ်ခင်ဗျနောက်ထပ်ဒီလိုမျိုးလူမသိနေတဲ့ event တွေ hero guide တွေဒီဘေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ account လေးကို like and follow လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ